ပတ်မိတာဒီနေ့မှာတော့ကျွန်တော်တို့တွေအိမ်ထဲမှာရှိတဲ့အမိုက်တွေအကုန်လုံးကိုချောင်းပေးနာကနမင်ကြီးအမိုက်ပုံနားမှာတွားပစ်ခဲ့ကြတယ်အမိုက်တော့ပြီးရင်လမ်းမှာကောင်းလေးတစ်တိုင်းနဲ့တိုးခဲ့တယ်ဒါကတော့အမိုက်ပြစ်ပြီးအပြန်လီကလုံးဘူးနဲ့နီရှာဆော့ကစားနေကြတာပဲဖြစ်ပါတယ်အမိုက်ပြစ်ပြီးအိမ်ကိုတမ်းမပြန်မဲ့မာလာကာတီခိုးစားဖို့အင်ရှင်ရှိမရှိအကဲခတ်နေကြတဲ့နီရှာနဲ့လီကလုံးဘူးပဲဖြစ်ပါတယ်အင်ရှင်ရဲ့အရေးရောက်မတွေ့ရတော့မာလာကာတီခိုးစားဖို့အိမ်ထဲခိုးဝင်ကြတယ်ကန်ဆိုးစွာနဲ့ပဲမာလာကာတီပိုင်ရှင်မမညွန့်ကအိမ်ထဲကနေမော်ဒယ်ရှိုးရှောက်ပြီးထွက်လာခဲ့တယ်မော်ဒယ်မမညွန့်ရဲ့ကိုမောင်ပလစိန်ကပါအိမ်မှာရှိနေသေးတော့မာလာကာတီခိုးစားမဲ့အစီအစဉ်ကတဲထဲရည်သွန်ဖြစ်ခဲ့ရတယ်အဲ့တော့ကျွန်တော်တို့တွေမာလာကာတီခိုးစားမဲ့အစီအစဉ်ကိုဖျက်ပြီးကြောင်လေးတွေကိုပဲကြီးခဲ့တယ်ကန်ကောင်းစွာနဲ့အိမ်ပြန်လက်ဆောင်မာလာကာတီယူသွားပါလားဆိုပြီးမော်ဒယ်မမညွန့်ကကျွန်တော်တို့ကိုနှလုံးသုံးလုံးခူးပေးတယ်ပူလို့ပါဆိုပြီးရေထဲခုန်ချတဲ့လီကလုံးပူရဲ့အဖြစ်ကလည်းမလွယ်လာပါဘူးအမိုက်လည်းပြစ်ပြီးမာလာကာတီလည်းခူးစားပြီးပြီဆိုတော့အိမ်ပြန်တော့မယ်